မင်္ဂလာပါကျန်ကြီးကိုဖြစ်ပါတယ်1388ခုနှစ်ကိုရောက်ရှိခဲ့ပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့1388ခုနှစ်မှာတနင်္ဂနွေသားသမီးများအတွက်တစ်နှစ်တာမှာဖြစ်ပေါ်လာနိုင်တဲ့ကံကြမ္မာအကြောင်းအကျိုးအကောင်းဆုံးကိုအကြတင်ပြပေးချင်ပါတယ်တနင်္ဂနွေသားသမီးများဒီတစ်နှစ်တာအတော်အတွင်းမှာ1388ခုနှစ်ကိုချင်းတွင်းဝင်ရောက်လာပြီဆိုတဲ့အချိန်ခါကိုရောက်ရဲ့ကျွန်တော်တို့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးအစအဦးဆုံးဟောကြားပေးရမှာဖြစ်ပါတယ်လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လာလို့ရှိရင်တချို့သောကိစ္စရပ်တွေမှာလုပ်ငန်းကိုခေတ္တခဏပြောင်းတာလုပ်ငန်းအပြောင်းလဲလုပ်တာလုပ်ငန်းတိုးချဲ့တာနော်လုပ်ငန်းနဲ့ပတ်သက်တဲ့ကိစ္စရပ်လေးတွေကိုလည်းကိရိယာလုပ်တဲ့ကိစ္စရပ်လေးတွေနဲ့သိချဆင်ခြင်ဖို့အတွက်အကြံပြုချင်ပါတယ်ဒီနေ့တည်းမှာတက်နိုင်လို့ရှိရင်လုပ်ငန်းနဲ့ပတ်သက်လာရင်အလုပ်ကိုင်နဲ့ပတ်သက်လာလို့ရှိရင်မိမိလုပ်နေကြလုပ်ငန်းအတိုင်းနော်လုပ်နေကြပုံစံအတိုင်းပုံမှန်လေးတာဆက်လက်လုပ်ကိုင်ဖို့အတွက်ကိုအကြံပြုချင်ပါတယ်ဒီလိုမှမဟုတ်ဘဲနဲ့လုပ်ငန်းကိုင်ငန်းကိုပြောင်းလဲလိုက်မယ်ဒါမှမဟုတ်လို့ရှိရင်တိုးချဲ့လိုက်မယ်ဒါမှမဟုတ်လို့ရှိရင်လုပ်ငန်းအသစ်ရင်းနှီးမြှုပ်နှံလိုက်မယ်ဆိုလို့ရှိရင်တော့တနင်္ဂနွေသားသမီးများဒီနေ့တစ်နှစ်တာအတော့တည်းမှာငွေကြေးနဲ့ပတ်သက်ပြီးငွေကြေးပြက်လက်တာမျိုးငွေကြေးနဲ့ပတ်သက်ပြီးအကျွေးတင်သွားတာမျိုးဒါမျိုးတွေကြုံတွေ့ရတတ်တယ်လို့ငွေကြေးလက်ရပတ်ရခတ်သွားတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံတတ်တယ်ကြုံတတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုမိမိတို့တစ်နှစ်တာမှာဖြစ်ပေါ်နေတဲ့ကိစ္စရပ်များမှာတစ်နှစ်တာမှာလုပ်ကင်နေတဲ့အရာမှာရခင်မှာလုပ်ကင်နေတဲ့လုပ်ငန်းအတိုင်းနော်မူရင်းလုပ်ငန်းအတိုင်းကိုပုံမှန်လေးပဲသွားမယ်ဆိုလို့ရှိရင်နော်မိမိတို့အတွက်အကျိုးမရုပ်ပါဘူးကောင်းကျိုးတွေအများကြီးထပ်မံရရှိမှာဖြစ်ပါတယ်တချို့သောကိစ္စရပ်တွေမှာမိမိလုပ်ငန်းကိုင်ငန်းလက်ရှိလုပ်နေတဲ့အလုပ်ကိုင်တွေပုံမှာပဲဖြည်းဖြည်းချင်းချဲ့ပြီးလုပ်ပါဖြည်းဖြည်းချင်းဒီအလုပ်တွေကနေဖြည်းဖြည်းချင်းပဲကံဉာဏ်ဝိရိယတွေတုံပြီးတော့လုပ်ကိုင်ဆောင်ရွက်မယ်ဆိုလို့ရှိရင်တော့တစ်နှစ်တာမှာအဆင်ပြေချောမွေ့အောင်မြင်နိုင်တဲ့လုပ်ငန်းကိုင်ငန်းတွေဖြစ်သွားနိုင်တယ်ဒီလိုမှမဟုတ်ဘဲနဲ့လုပ်ငန်းပြောင်းလဲတာလုပ်ငန်းတိုးချဲ့တာလုပ်ငန်းအသစ်ရင်းနှီးမြှုပ်နှံတာလုပ်ငန်းနဲ့ပတ်သက်ပြီးစက်တူရှယ်ယာနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေပြုလုပ်တာမျိုးတွေကိုတော့အထူးသတိထားရှောင်ရှားတဲ့နှစ်တစ်နှစ်လို့ဆိုရမှာဖြစ်တယ်ဒါကြောင့်မို့လို့ဒီနှစ်ထဲမှာငွေကြေးနဲ့ပတ်သက်ရင်လုပ်ကိုင်နဲ့ပတ်သက်လို့ရှိရင်အထူးဂရုစိုက်ပါလို့အကြံပေးခြင်းပါတယ်တချို့သောကိစ္စရပ်လေးတွေမှာငွေကြေးနဲ့ပတ်သက်လို့ရှိရင်နော်ငွေကြေးအရင်းနှီးမြှုပ်နှံမှုမှားတာငွေကြေးအသုံးဆွဲမှားတာမျိုးတွေဖြစ်တတ်တယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့အမှားအယွင်းတွေဖြစ်တတ်တဲ့နှစ်တစ်နှစ်လို့ဆိုရမှာဖြစ်တယ်ဒါကြောင့်မို့လို့ငွေကြေးနဲ့ပတ်သက်တဲ့အရာကိုအထူးသတိထားပါလို့အကြံပေးခြင်းပါတယ်လက်ထက်မှာငွေကြေးများများစားမထားပါနဲ့ငွေကြေးများများစားထားရင်ကျန်းမာရေးနဲ့ပတ်သက်တာစေဖို့ဝါကနဲ့ပတ်သက်တဲ့အရာမျိုးလေးတွေနဲ့ပြန်လည်ကုံဆုံးသွားတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေရှိတယ်ဒါကြောင့်မို့လို့ဒီနှစ်ထဲမှာငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်ငွေကြေးလက်ထဲရောက်လာပြီဆိုတာနဲ့တနင်္ဂနွေသားသမီးများမိမိတို့ရဲ့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်တော့၎င်းလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်တဲ့ပစ္စည်းတွေတော့၎င်းကြိုတင်စုဆောင်းကြရှိတဲ့အရာတွေတော့၎င်းဒါမျိုးတွေအပေါ်မှာပြန်လည်ပြီးတော့ဝယ်ယူထားတဲ့တယ်လို့အကြံပြုချင်ပါတယ်ဒါကြောင့်မို့လို့လက်ထဲမှာဒီနေ့ထဲမှာငွေကြေးကိုများများစားမထားရဖို့အတွက်ကိုအကြံပြုချင်ပါတယ်များများစားထားရလို့ရှိရင်ကျန်းမာရေးထဖောက်တတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေတင်းတင်းနေသားသမီးများကြုံတွေ့တတ်တယ်နောက်တစ်ခုကတော့ဒီနေ့ပိုင်းတွေမှာလေဆွေမျိုးမိတ်ဆွေပေါင်းတဲ့မှာတော့၎င်းမိမိတို့ရဲ့အိမ်တွင်းမှာတော့၎င်းမင်္ဂလာနဲ့ပတ်သက်တဲ့ကိစ္စရပ်လေးတွေကြုံတတ်တယ်နော်မင်္ဂလာနဲ့ပတ်သက်တဲ့အရာမင်္ဂလာဆောင်တို့အလှတို့မင်္ဂလာတို့ကိုမိမိကိုယ်တိုင်ဥဆောင်ပြီးကျင်းပရတဲ့ကိစ္စရပ်မျိုးလေးတွေဒီနှစ်တော်တွင်မှာကြုံဆုံတတ်တယ်ဖြစ်ပေါ်တတ်တယ်နှစ်တစ်နှစ်လို့ဆိုရမှာဖြစ်တယ်ဒါကြောင့်မို့လို့မင်္ဂလာကိစ္စကြုံခဲ့မယ်ဆိုလို့ရှိရင်လည်းအလွန်ကောင်းမွန်တဲ့နှစ်တစ်နှစ်လို့ဆိုရမှာဖြစ်တယ်ဒီနှစ်ထဲမှာအတက်နိုင်ဆုံးအလုပ်ကိုင်နဲ့ပတ်သက်လာလို့ရှိရင်တချို့လုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်တဲ့အရာတွေမှာဌာနဆိုင်ရာဝန်ထမ်းများလက်ကစားဝန်ထမ်းများအနေနဲ့နော်လုပ်ငန်းပြောင်းတာလုပ်ငန်းထွက်တာမျိုးလေးတွေမလုပ်စေချင်ဘူးအဲ့လိုမျိုးလုပ်ခဲ့မယ်ဆိုလို့ရှိရင်နောက်ထပ်ရှာမယ့်အလုပ်တွေကပို့ပြီးတော့အခက်ခဲသွားတတ်တယ်နော်ပို့ပြီးတော့ရှာဖွေရခက်သွားတတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေကြုံတွေ့ရတတ်တယ်လို့နော်အလုပ်ကိုင်နဲ့ပတ်သက်လာလို့ရှိရင်ဖြည်းဖြည်းမှန်မှန်လေးပဲသွားစေချင်တယ်ဖြည်းဖြည်းမှန်မှန်လေးပဲသွားမှဒါလျင်တနင်္ဂနွေသားသမီးများဒီနှစ်မှာမိမိတို့အတွက်ကောင်းကျိုးကိုပုံမရရှိမှာဖြစ်ပါတယ်ကျွန်တော်တို့ငယ်စဉ်ကသင်ခဲ့ရတဲ့ပညာသင်ခဲ့ရတဲ့စာတပုတ်မှာရှိပါတယ်ငန်းဒီတနေ့တည်းကိုရွှေဥတလုံးဥပေးတဲ့ငန်းဒီသူ့ဘိုက်ထဲမှာရွှေဥအများကြီးရှိလိမ့်မယ်ထင်ပြီးတော့ဘိုက်ခွဲမကြည့်ပါနဲ့နော်ဘိုက်ခွဲမကြည့်လိုက်ပါနဲ့ဘိုက်ခွဲကြည့်လိုက်မှရွှေဥတလုံးမှမရဘူးဖြစ်သွားတတ်တယ်ထို့နည်းတူစွာပဲတနေ့ကနေသားသမီးများဒီတစ်နှစ်တာအတော်တည်းမှာလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လို့ရှိရင်နော်ကိုယ့်ကိုအေးအေးဆေးဆေးထိုင်ပြီးတော့လုပ်နေကြပုံမှန်အတိုင်းပဲလုပ်တယ်ဆိုလို့ရှိရင်ရွှေဥတစ်နေ့တစ်လုံးဥပေးတာနဲ့အလားတန်တူပါတယ်နော်ဒီလိုမှမဟုတ်ဘဲနဲ့ဘိုက်ထဲမှာရွှေဥအများကြီးရှိမယ်ထင်ပြီးခွက်ကြည့်မိရင်အနေဖြစ်တတ်ပါတယ်နော်ဆုံးရှုံးသွားတတ်တဲ့အနေအထားရှိသလိုတချို့သောကိစ္စရပ်တွေမှာတိုးချဲ့တာတို့ပြောင်းလဲတာတို့ဒီအပြောင်းအလဲအတိုးအချဲ့တွေကိုပြုလုပ်ခဲ့မယ်ဆိုလို့ရှိရင်တော့ငွေကြေးနဲ့ပတ်သက်ပြီးအကျက်တဲတွေဆုံးသွားတတ်တယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့အဆင်မပြေမှုတွေဆုံးသွားတတ်တယ်ဒီနှစ်ထဲမှာအတတ်နိုင်ဆုံးနောက်ထပ်တစ်ခုသတိထားရမှာငွေကြေးနဲ့ပတ်သက်ပြီးသူများကိုအာမခံပေးတာနော်သူများကိုအာမခံလုပ်ပေးတာဒါမှမဟုတ်လို့ရှိရင်ချီးငှားပေးတာနော်ဒါမျိုးတွေအထူးသတိထားဖို့လိုပါတယ်ဒီလိုမျိုးမှမဟုတ်ပဲနဲ့သူများကိုအာမခံပေးမိတာတို့နော်
သူများကိုချီးပေးမိတာလို့ဆိုလို့ရှိရင်ငွေကြေးချင်းငှားပေးမိတာဆိုလို့ရှိရင်เนาะတနင်္ဂနွေသားသမီးများအတွက်ဒီနှစ်တာအတော်အတွင်းမှာငွေကြေးနဲ့ပတ်သက်ပြီးတော့အခက်အခဲဖြစ်တတ်တယ်เนาะစိုက်ရော်ရတာတို့စိုက်ရှင်းရတာတို့ပြဿနာဖြေရှင်းရတာတို့ဒီပုံစံမျိုးလေးတွေကြုံတွေ့တတ်တဲ့နှစ်တစ်နှစ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အတတ်နိုင်ဆုံးဒီအရာလေးတွေမဖြစ်အောင်တတိထားဆောင်ရွက်ပေးပါလို့အကြံပြုချင်ပါတယ်အကောင်းဆုံးအချိန်ခါကိုရရှိခြင်းတပဆိုလို့ရှိရင်တနင်္ဂနွေသားသမီးများဒီနှစ်ထဲမှာမကောင်းဘူးလားညံ့နေတာလားမဟုတ်ဘူးအကောင်းပိုင်းဆိုင်ရာကိုရှိတယ်တိုးတော့အပြောင်းလဲကိုလက်မခံတာပုံမှန်လုပ်တဲ့အလုပ်တို့ဒီကောင်းပါတယ်ဒါပေမဲ့အပြောင်းလဲနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကိုလက်မခံဘူးဆိုတဲ့နှစ်တစ်နှစ်လို့ဒီလိုဆိုရမှာဖြစ်ပါတယ်တနင်္ဂနွေသားသမီးများဒီတစ်နှစ်တာမှာပေါ့နော်ကျွန်တော်တို့လူငယ်များအတွက်အချစ်ရည်နဲ့ပတ်သက်တဲ့ကိစ္စရပ်လေးတွေကိုတင်ပြပေးခြင်းပါတယ်လူငယ်များအချစ်ရည်နဲ့ပတ်သက်လာလို့ရှိရင်ဒီနှစ်ထဲမှာချစ်သူရည်သား2ယောက်ခရီးလွန်တာအလဲလွန်တာမတင်မှတ်ပဲအိမ်အောင်ကြတာမတင်မှတ်ပဲချစ်သူရည်သားမိမိတို့ချစ်သူရည်သားတွေမင်္ဂလာပွဲစီစဉ်လိုက်ရတာဒီပုံစံမျိုးတွေကြုံတတ်တယ်နော်ဒါကြောင့်မို့လို့အလဲမလွန်မိစေဖို့ကိုလည်းအကြံပြုခြင်းပါတယ်တချို့ကိစ္စရပ်လေးတွေမှာအမျိုးသမီးများဖြစ်ခဲ့တယ်ဆိုလို့ရှိရင်တော့မိမိထက်အသက်ငယ်တဲ့သူနဲ့မတင်မှတ်ပဲအိမ်အောင်ကြတတ်တယ်နော်အိမ်အောင်ရင်းနဲ့ပတ်သက်တာအချစ်ရည်နဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကြုံတွေ့တတ်တဲ့နှစ်ပါဒါကြောင့်မို့လို့ဒီနှစ်ထဲမှာအချစ်ရည်နဲ့ပတ်သက်လာလို့ရှိရင်တနင်္ဂနွေသားသမီးများအလွန်ကံကောင်းတဲ့အခြေအနေပိုင်းဆိုင်ရာရှိသလိုအချစ်ရည်နဲ့ပတ်သက်လာလို့ရှိရင်မိမိစိတ်မှာအပြောင်းလဲပြီးတော့လည်းညံ့နေလိမ့်မယ်နော်လက်ရှိချစ်သူရှိရင်တောင်မှနောက်တစ်ယောက်ကိုစိတ်ဝင်စားမိတာနော်လက်ရှိချစ်သူရှိရတာနဲ့နောက်တစ်ယောက်ကိုကစိတ်ပို့ပြီးတော့စိတ်အားထပ်တန်နေတာဒါမျိုးတွေဖြစ်တတ်တယ်။ဒါခါကြောက်လို့ရှိရင်လည်းနောက်တစ်ယောက်စီရောက်သွားတော့မှရှေ့နောက်ကလူကိုလွမ်းနေတာနောက်ကလူကိုပြန်တတိရတာဒီပုံစံမျိုးလေးတွေဖြစ်ပေါ်တတ်တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီနှစ်ထဲမှာချစ်သူကြီးသားတွေနဲ့အတူတူခရီးအတူထွက်တာတို့နော်ချစ်သူကြီးသားတွေနဲ့အတူတူအပျော်ပါသွားတာတို့နော်ဒါမျိုးလေးတွေသတိထားပါအဲ့လိုမျိုးသတိမထားဘူးဆိုလို့ရှိရင်တော့တကယ်လက်တွေ့ယူခြင်းတပဆိုလို့ရှိရင်နော်အဲ့ဒါမျိုးတွေသတိမထားပါနဲ့အဲ့ဒါဆိုလို့ရှိရင်တော့အိမ်အောင်ကျသွားတတ်တဲ့အခြေအနေပိုင်းဆိုင်ရာကြုံတတ်တယ်လို့ခါကြလို့ရှိရင်ခရီးလွန်ပြီးယူလိုက်ရတာမထင်မှတ်ပဲကျတာအိမ်အောင်ရင်းနဲ့ပတ်သက်ပြီးတော့အချစ်ရေးဘဝကနေပြီးတော့အိမ်အောင်ရေးဘဝကိုချက်ချင်းပြောင်းလဲသွားတတ်တဲ့နှစ်တစ်နှစ်လို့ဆိုရမှာဖြစ်တယ်ဒါကြောင့်မို့လို့ဒီနှစ်ထဲမှာအချစ်ရေးနဲ့ပတ်သက်လို့ရှိရင်တော့နည်းနည်းလေးသတိထားအိမ်အောင်ရှင်များအတွက်ကတော့ဒီနှစ်ထဲမှာပေါ့နော်တာသမီမရသေးတဲ့သူတွေဆိုလို့ရှိရင်တော့တာသမီနဲ့ပတ်သက်တာတာသမီယရနာနဲ့ပတ်သက်တဲ့ကိစ္စရပ်မျိုးတွေရလာတတ်တယ်နော်တာသမီယရနာနဲ့ပတ်သက်ပြီးတော့ဖြစ်ပေါ်လာတတ်တဲ့နှစ်တစ်နှစ်လို့ဆိုရမှာဖြစ်တယ်ခါကြလို့ရှိရင်ဒီနှစ်အတော်တွင်မှာနည်းနည်းလေးသတိထားစီခြင်းတာပေါ့နော်ရက်ဝေးကနေပြီးတော့ရေချားမြေချားကနေပြီးတော့ပစ္စည်းတွေဝယ်တာလေနော် online ကနေပစ္စည်းတွေဝယ်တာမျိုးတွေအထူးသတိထားပြီးပါဒီနှစ်ထဲမှာမာဖို့နှစ်တွင်နှစ်တစ်နှစ်ထဲမှာတနင်္ဂနွေသားသမီးများရက်ဝေးကဝယ်တဲ့ပစ္စည်းမျိုးတွေနဲ့နော်နည်းနည်းလေးပြဿနာပေါ်တတ်တယ်နော်ပြဿနာပေါ်တတ်တဲ့အခြေအနေပိုင်းဆိုင်ရာတွေရှိတယ်တချို့စက်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့စက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့အထူးသတိထားပြီးပါတချို့တော့ကိစ္စရမိမိအိမ်မှာစက်ပစ္စည်းအစုပ်တွေစက်ပစ္စည်းအပြက်တွေရှိရင်မထားပါနဲ့မကအဲ့ဒီစက်ပစ္စည်းအစုပ်တွေအပြက်တွေကိုပြင်ထားပါနော်ပြက်နေစုပ်နေတယ်ဆိုလို့ရှိရင်အဲ့ဒီအတိုင်းပဲထားတဲ့အခြေအနေပိုင်းဆိုင်ရာတွေမလုပ်ပါနဲ့လို့အကြံပေးခြင်းပါတယ်နော်အမျိုးသမီးများအနေနဲ့နည်းနည်းလေးဂရုစိုက်ပေးပါမိမိရဲ့အိမ်တော်ဘက်ကိုနည်းနည်းဂရုစိုက်ပေးပါအိမ်တော်ဘက်စိတ်ထဲမှာစိတ်ခံစားချက်နဲ့ပတ်သက်တဲ့အရာလေးတွေပြင်းထန်နေပါလိမ့်မယ်မိမိကိုထောက်မပြောတဲ့သူ့စိတ်ထဲမှာစိတ်ခံစားရတဲ့အရာမျိုးလေးတွေဖြစ်ပေါ်တတ်တဲ့နှစ်တစ်နှစ်လို့ဆိုရပါတယ်လိမ့်မယ်နော်အိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့ဒီနှစ်မှာအိမ်တော်ဘက်အမျိုးသမီးများမဟာဘုတ်နှစ်ကျင်းနှစ်မှာတနင်္ဂနွေသားသမီးများအမျိုးသမီးများအတွက်တနင်္ဂနွေသားသမီးအမျိုးသမီးများအတွက်ဒီနှစ်မှာအိမ်တော်ကြီးနဲ့ပတ်သက်ရင်အမျိုးသားအိမ်ဘဝဆင်ဝါတာအမျိုးသားနဲ့ပတ်သက်ပြီးတော့အိမ်တော်ကြီးပြဿနာပေါ်တာမျိုးလေးတွေကြုံတတ်တယ်။နော်ဒါမျိုးလေးတွေသတိထားပါပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့တချို့တော့ကိစ္စရပ်ဒီမှာပတ်ဝန်းကျင်နဲ့ပတ်သက်ပြီးတော့အရန်ကာရောမဖြည့်ရှင်းတဲ့ပတ်ဝန်းကျင်ပြီးမွားကိစ္စရပ်လေးတွေကိုအရန်ကာရောမဖြည့်ရှင်းတဲ့လို့အကြံပေးခြင်းပါတယ်။ဖြည့်ရှင်းမိမှမှားတတ်တယ်။ဖြည့်ရှင်းမိမှမှားတတ်တယ်။ကိုယ့်ကိုအေးစီးနေတာအကောင်းကြီးသူများအထင်လွဲရင်လည်းလွဲကျင်တဲ့သူလွဲကျင်တာလွဲပါစီဆိုပြီးတော့ပြစ်ထားလိုက်ပါသွားမဖြည့်ရှင်းပါနဲ့ဖြည့်ရှင်းလိုက်မှရှုပ်သွားတတ်တယ်။ဒါမျိုးလေးတွေဖြစ်ပေါ်တတ်တဲ့အခြေအနေပိုင်းဆိုင်ရာလေးတွေဖြစ်ပေါ်တတ်ပါတယ်နောက်တစ်ခုကလုပ်ငန်းကံနဲ့ပတ်သက်ပြီးအလုပ်ကိုင်တွေကိုစိတ်ကူးပေါက်မှထလုပ်တဲ့အနေအထားမျိုးလေးတွေမလုပ်ပါနဲ့တချို့တော့ကိစ္စရက်လေးတွေမှာအလုပ်ကိုင်နဲ့ပတ်သက်ပြီးစိတ်ကူးပေါက်မှထလုပ်တာမျိုးအောက်လက်ငယ်သားကမိမိကိုစိတ်ဒုက္ခပေးတာမျိုးလေးတွေခံစားတတ်တယ်လို့လုပ်ငန်းကံအတွင်းမှာလည်းစီးပွားရေးနဲ့ပတ်သက်တာလုပ်ငန်းကံနဲ့ပတ်သက်တဲ့အတွင်းမှာလည်းနည်းနည်းကိုအောက်လက်ငယ်သားကိုမွေးတဲ့မြောက်ကိုပြန်ခြောက်တဲ့ပုံစံမျိုးတွေကြုံတတ်တယ်နော်ကိုမွေးတဲ့မြောက်ကိုပြန်ခြောက်တဲ့အတွက်အောက်လက်ငယ်သားတွေတော့စိတ်အနှောက်အယှက်ဖြစ်ရတတ်တဲ့နှစ်တစ်နှစ်လို့ဆိုရမှာဖြစ်တယ်ဒါကြောင့်မို့လို့အောက်လက်ငယ်သားတွေနဲ့ပတ်သက်ရင်အတိုက်ခံတွေနဲ့ပတ်သက်ရင်ပေါ်တတ်တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့လုပ်ငန်းအတိုက်ခံတွေပေါ်တတ်တဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်ဒီနှစ်ထဲမှာတက်နိုင်ဆုံးမာနတွေအတ္တလေးတွေနည်းနည်းလေးလျှော့ပါတနင်္ဂနွေသားသမီးများအားလုံးကိုအကြံပြုပါတယ်မာနနဲ့အတ္တလေးတွေနည်းနည်းလေးလျှော့ပါတစ်ခါကြလို့ရှိရင်တချို့တော့ကိစ္စရက်တွေမှာငွေကြေးကိစ္စတွေမှာစိတ်တန်တရားတွေမကင်းတာတော့ပတ်ဝန်းကျင်ကိုတန်တရားမကင်းတာမိမိအနေနဲ့မိမိကိုမိမိသိပြီးတော့စိတ်အားမရတာဒါမျိုးလေးတွေကြုံတတ်တဲ့အနေအထားမျိုးလေးတွေရှိပါတယ်တနင်္ဂနွေသားသမီးများဒီနှစ်အတွက်ကျမ်းမာရေးနဲ့ပတ်သက်လာလို့ရှိရင်အစာအိမ်နဲ့ပတ်သက်တဲ့ဝေဒနာမျိုးတွေမကြာခဏကြုံတွေ့ရတတ်တဲ့နှစ်တစ်နှစ်လို့ဆိုရမှာဖြစ်ပါတယ်အစာအိမ်နဲ့ပတ်သက်ပြီး
ပြီးတော့မကြာခဏခံစားရတတ်တဲ့စေယုံစည်းကမ်းနဲ့ပတ်သက်တဲ့အရာတွေမှာကုံဆုံးတတ်တယ်တချို့သောကိစ္စရပ်လေးမှာမျက်စိနဲ့ပတ်သက်တာအစာအိမ်နဲ့ပတ်သက်တာเนาะအဲ့ဒါမျိုးလေးတွေခါကြရင်စိတ်ကြောင်ထောက်ချဖြစ်တာမျိုးလေးတွေမကြာခဏကြုံတတ်တယ်အဲ့ရင်းနဲ့